မင်္ဂလာပါဒီနေ့တော့အီတလီရဲ့နာမည်ကျော်အချိုပွဲတီရာမီဆူကိုအိမ်မှာပဲလွယ်လွယ်ကူကူဘယ်လိုလုပ်ရမလဲဆိုတာပြပေးမယ်နော်သူ့ရဲ့ကော်ဖီရတာနဲ့ခရင်အီအီကဘသူ့ကိုမဆိုကြွေစေမှာပါပထမဆုံးကြက်ဝတ်နဲ့တကြားတို့ကိုမှွေပြီးမာစကာပူနီချိတ်နဲ့ရောမှွေပေးပါအားလုံးပေါင်းဆက်ပြီးချောမွေသွားတဲ့အထိမှွေပါအဲ့ဒီနောက်မှွေထားတဲ့ကြက်ဥဖြူကိုညင်သာစွာခောက်ထည့်ပါကော်ဖီရည်ထဲကို Lady Fingers တွေကိုအမြန်နှုတ်ပြီးပကံပြားပေါ်မှာတစ်ထပ်စီပါပြီးရင်မာစကာပိုနီခရင်ကိုအပေါ်ကနေလှလှပပအုပ်လိုက်ပါဒီလိုပဲအလွှာလိုက်ထပ်စီပေးပါနောက်ဆုံးအဆင့်အနေနဲ့ကိုမုန့်ကိုစံခါနဲ့ဖြူပေးပါရေခဲတစ်တာထဲမှာအနည်းဆုံး၄နာရီဒါမှမဟုတ်တစ်ညလုံးအေးခံထားပါကဲအခုတော့ရတာရှိတဲ့တီရာမီဆူလေးကိုမြည်စမ်းကြည့်ဖို့အသင့်ဖြစ်ပြီပေါ့